အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဂျပန်ယန်108ယန်နဲ့အတုတ်စားလို့ရမယ်တိုးမျိုးဆိုတဲ့အရွက်လေးကိုတုတ်စားမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါအောင်နော်အရင်ဆုံးအရွက်လေးကိုကျွန်မဖြတ်ထားတဲ့ပုံစံတိုင်းလေးဖြစ်မယ်ပေါ့နော်ဒီဖြတ်ထားတဲ့အောက်ပိုင်းကိုမပြစ်ထုတ်ပါအောင်နော်ရေလေးထည့်ပြီးတော့ပြန်ပြီးတော့ထားရမယ်ဆိုလို့ရှိရင်ဒါလေးကအပင်ပြန်ထွက်လာမှနောက်တစ်ခေါက်ပြန်စားလို့ရပါတယ်နော်အခုကတော့အပေါ်ပိုင်းဖြတ်ထားတဲ့ဟာလေးကိုရေဆေးပြီးတော့ရေနွေးဖြောတဲ့ဆိုရုံလေးပဲပြုတ်မယ်ပေါ့နော်အကြာကြီးပြုတ်ရင်ပျော့ပြေးသွားမှာမို့ပါခဏလေးပဲပြုတ်ပါမယ်ပြီးရင်ထဲမဲ့ကြက်သွန်လေးကိုပပလေးလှီးပါမယ်ပြုတ်ထားတဲ့အရွက်လေးကိုလည်းလှီးပါမယ်မြေပဲဆန်မွေးလေးနဲ့စားမှဆိုတော့မြေပဲဆန်လေးကိုလှော်လိုက်ပါမယ်လှော်ပြီးရင်ထောင်းလာပါမယ်ခုအတုပ်ပါတော့မယ်လှီးထားတဲ့အရွက်နဲ့ကျက်သွန်နီကိုထည့်မယ်ပြီးရင်စားချုံမောက်ကျက်သွန်ဖြူစီချက်မြေပဲဆန်လှော်ရတာလေးကိုထည့်ပါမယ်ပြီးရင်နယ်လိုက်ပါမယ်နှံ့သွားအောင်လို့ရတာမြည်ကြည့်ပြီးတော့နေတော့ပဲဆိုလို့ရှိရင်ပကံထဲကိုထည့်လို့ရပါပြီလှအောင်လို့ဆက်လက်ရလေးခံထားတယ်ပေါ့နော်တော့စားကြည့်ကြပါရန်ကိုရတာရှိပါတယ်108ရန်နဲ့လည်းဟင်းတနတ်စာရပါတယ်ထမင်းဖြူလေးနဲ့ရန်လိုက်ဖတ်ပါတယ်ကျေးဇူးတင်ပါတယ်